လေးစားချစ်ခင်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ CCBA Sport Channel လေးမှာပြန်လည်ကြိုဆိုပါရစေထိုင်းရောက်မြန်မာဘောလုံးချစ်ပရိသတ်တွေအတွက်ကျွန်တော်ဒီနေ့မှာတင်ဆက်ပေးစရာသတင်းကောင်းလေးတစ်ခုရှိနေပါတယ်ဒါကတော့ဒီဇင်ဘာလထိုင်းနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပမယ်စီးကိန်းပြိုင်ပွဲကြီးရဲ့အမျိုးသားဘောလုံးပြိုင်ပွဲပွဲစဉ်တွေအားလုံးကိုဝင်ကြီးအခမဲ့နဲ့ကြီးစုနိုင်မှာဖြစ်တယ်လို့ထိုင်းနိုင်ငံရဲ့ပြိုင်ပွဲကျင်းပရေးကော်မတီကထုတ်ပြန်လာပါတယ်အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ပွဲစဉ်တွေအားလုံးကဘန်ကောက်မြို့မှာကျင်းပမယ်လို့ထုတ်ပြန်ထားပြီးတော့ပွဲချိန်နဲ့ကစားမယ့်မြို့တချို့လည်းပြောင်းလဲမှုရှိနိုင်ကြောင်းမီဒီယာတချို့ကဖော်ပြထားပါတယ်။ကွင်းဝင်ကြီးကအခမဲ့ဆိုပေမဲ့လာရောက်အားပေးမဲ့ပရိသတ်တွေအနေနဲ့ထိုင်ကုန်နေရာရဖို့အတွက်တော့ online ကနေ register လုပ်ပေးဖို့တော့လိုပါတယ်။ကိုလိုသူလိုပဲလာရောက်ကြည့်ရှုမဲ့သူတွေများတာကြောင့်စောစောစီးစီးနေရာရဖို့ register ကိုကြိုတင်ပြီးလုပ်ကြဖို့တော့လိုမယ်ခင်ဗျ။မြန်မာလက်ရွေးစင်အမျိုးသား U23 အသင်းရဲ့ပွဲစဉ်နဲ့အချိန်စရာတွေကိုလေ့လာပြီးတော့အားပေးကြဖို့ကိုလည်းထိုင်းရောက်မြန်မာဘောလုံးချစ်ပရိသတ်တွေကိုကျွန်တော်တို့တိုက်တွန်းလိုက်ရပါတယ်။ဟုတ်ကဲ့ပါနေ့စဉ် update ဖြစ်နေတဲ့အားကစားသတင်းတွေကိုအချိန်မှတင်ဆက်ပေးနေတာဖြစ်တဲ့ကျွန်တော်ရဲ့ CCBA Sport Channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြဖို့မမေ့ပါနဲ့။နားဆင်ပေးတဲ့ဒုတိယချင်းစီတိုင်းအေဂျင့်ပျော်ရွှင်ပါစေခင်ဗျာ။